အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့မှာတော့လူငယ်တွေကြားထဲမှာအရန်ကိုရေပန်းစားနေတဲ့ဒါချို့ဆိုတဲ့သချင်းလေးပေါ့နော်ဒီသချင်းလေးရဲ့ဆိုလိုလေးကိုကျွန်တော်ရဲ့ညီလေးညီမလေးတွေလည်းပဲလိုက်ပြီးတော့ရင်တီးလို့ရအောင်ကျွန်တော်ကဒီမှာသင်ခန်းစာအနေနဲ့ lesson အနည်းလေးပြပေးမှာဖြစ်ပါတယ်ဆိုတော့ရင်ဒီသချင်းက key F ဖြစ်ပါတယ်ပါဝင်တဲ့ chord တွေကတော့ဒါ D minor B flat F C တပုတ်လုံးက round chord ဖြစ်ပါတယ်ဒီလက်ခတ်ပိုင်းကတော့ကျွန်တော်ဒီသင်ခန်းစာမှာမပြောတော့ဘူးเนาะအထူးသဖြင့်ဒီ solo ကိုပြကျင်တာဖြစ်တာကြောင့်မလို့ဖြစ်ပါတယ်ဒါဆိုတော့ကျွန်တော်တို့ဒီ lead ကိုခုမှစပြီးတော့ရင်လေးလာနေစေဖြစ်တဲ့အနေထားလေးတစ်ခုတော့လေးလာပူပြီးသားတော့ဖြစ်ဖို့တော့လိုတာပေါ့เนาะဒီလိုလူတွေအတွက်ကကြတော့ရင်ကျွန်တော်တို့တွေဒီ solo လေးကသင်ခန်းစာအနေနဲ့ဒါထည့်သွင်းလေ့ကျင့်လို့ကောင်းတဲ့ solo လေးတစ်ခုဖြစ်ပါတယ်တော်တော်လေးကောင်းပါတယ် solo လေးอ่ะเนาะဟုတ်ပြီအဲ့တော့ရင်စလိုက်ရအောင်ကျွန်တော်ကတော့ဒါမူရင်းတွေကအတိုင်းကျွန်တော်တို့ key F အတိုင်းပြပေးမှာဖြစ်ပါတယ်အကယ်၍တငယ်ချင်းတို့က key E နဲ့တီးနေကြလူဆိုလို့ရှိရင် key E ဖြစ်ချင်ရင် key F ကိုရှေ့ကို help သွားလိုက်ရပါတယ်เนาะရှေ့ကိုတစ်ခွက်အစီပေါ့เนาะဒါအရှင်းဆုံးပြောရရင်ရှေ့ကိုတစ်ခွက်စီတိုးပြီးတော့ရင်အခုကျွန်တော်ပြတာတွေကိုပြန်ပြောင်းတီးလို့ရပါတယ်ကျွန်တော်ကတော့ဒါ key F အတိုင်းပြမှာဖြစ်တယ်ကျွန်တော် notes နဲ့တော့မပြတော့ဘူးเนาะဒီမှာအနည်းလေးပဲပြလိုက်ပါတော့မယ်ဒါလူတိုင်းနားလည်နိုင်အောင်ဖြစ်ပါတယ်เนาะဟုတ်ပြီအဲ့တော့ဆဆဦးချင်းဟုတ်ပြီเนาะအဲ့နေရာလေးမှာဆိုရင်ပထမဦးဆုံး9ကြိုး9ခွက်တစ်ချက်တီးမယ်ပြီးရင်9ကြိုး9ခွက်ပြီး9ကြိုး10ခွက်4ကြိုးမှလည်းအဲ့လိုပါပဲ4ကြိုး9ခွက်ပြီးရင်4ကြိုး9ခွက်4ကြိုး10ခွက်ပြီးရင်3ကြိုး9ခွက်ကနေ3ကြိုး9ခွက်အထိရအောင်ကျွန်တော်တို့ဆက်လိုက်ဆွဲမှာဖြစ်ပါတယ်ဆိုတော့3ကြိုး9ခွက်မှာဖိမယ်တစ်ချက်တီးလိုက်မယ်ဖိပြီးတော့ရင်9ခွက်ရောက်တဲ့အထိဆွဲလိုက်ပါမယ်เนาะအဲ့တော့ဒီလိုပေါ့ဟုတ်ပြီအဲ့တော့အစကနေပြန်တီးမယ်ဆိုရင်9ကြိုး9ခွက်6ခွက် sorry 9ကြိုး9ခွက်9ခွက်10ခွက်4ကြိုး9ခွက်9ခွက်10ခွက်ပြီးရင်3ကြိုး9ခွက်ကနေ9ခွက်ကိုစလိုက်ဆွဲမယ်တစ်ချက်ပဲတီးမယ်ဟုတ်ပြီเนาะအဲ့တော့ရင်ပြီးပြီဆိုရင်ကျွန်တော်တို့အဲ့ဒီလက်ညှိုးနဲ့ပဲ3ကြိုး2ခွက်တီးပါမယ်3ကြိုး2ခွက်မှာဒီကနေပြေးဖိလိုက်ပေါ့နော်ပြေးဖိပြီးတော့ရင်ဒီလိုလေးတီးလိုက်မယ်အဲ့တော့အစနေပြန်တီးကြည့်အောင်ဟုတ်ပြီနော်ပြီးပြီဆိုရင်တငယ်ချင်းတို့ရဲ့လက်သန်းနဲ့4ကြိုး5ခွက်တီးမယ်ပြီးရင်လက်ညှိုးနဲ့4ကြိုး3ခွက်တီးမယ်ဟုတ်ပြီနော်နောက်ပြီးကြရင်ကျွန်တော်တို့တွေဒီ4ကြိုး5ခွက်ကိုနောက်တစ်ချက်ထပ်တီးမယ်ဖိဆွဲလိုက်မယ်စလိုက်9ခွက်အထိဟုတ်ပြီနော်အဲ့တော့ရင်ပြန်တီးကြည့်အောင်2ခွက်ပြီးရင်4ကြိုး5ခွက်တစ်ချက်တီးမယ်ပြီးရင်4ကြိုး3ခွက်ပြီးရင်5ခွက်ကနေ9ခွက်ကိုစလိုက်ဆွဲမယ်ပြီးနောက်တစ်ချက်ထပ်တီးလိုက်မယ်9ခွက်မှာဟုတ်ပြီเนาะဒီထိနားလည်မယ်ထင်ပါတယ်အဲ့တော့ရင်တကယ်ချင်းတို့အစားနေပြီးတော့ရင်ကူရောက်တဲ့အထိတစ်ချက်လောက်ဖြည်းဖြည်းလေးပြန်တီးပြမယ်เนาะလိုက်ကြည့်ကြည့်အောင်ဟုတ်ပြီเนาะပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာလေးမှာတော့ကျွန်တော်ကတော့နားထောင်လိုက်တဲ့နေရာမှာဒါ muting အတန်လေးကြားတယ်ပေါ့နော်ဒါဘယ်လိုတီးထားလဲတော့ကျွန်တော်ထက်ပို့ပြီးတော့နားကောင်းတဲ့လူတွေကတော့ပို့ပြီးသိပါလိမ့်မယ်ကျွန်တော်ကတော့ဒါအိုင်နေရာလေးမှာ muting နဲ့တီးတယ်လို့ထင်လိုက်ပါတယ်เนาะဆိုတော့ဒီနေရာလေးမှာဒီလိုမျိုးလေးကျွန်တော်တို့ရဲ့ညာဘက်လက်ကနေလက်ဖနှောင်လေးနဲ့ဒီလိုလေးအုပ်ပြီးတော့ရင်တီးရမှာဖြစ်ပါတယ်တငယ်ချင်းတို့ဒါဘန်တီးဘူးတဲ့သူဆိုလို့ရှိရင်တော့ဒါသဘောပေါက်ပါလိမ့်မယ်เนาะဆိုတော့ရင်လက်ညှိုးနဲ့ဂီတာရဲ့3ခွက်မြောက်မှာ4ကြိုးရော5ကြိုးရောကို3ခွက်မြောက်မှာလက်ညှိုးလေးနဲ့ပြဖိထားမယ်ပြီးရင်ဒီမှာ muting လုပ်မယ်ဆိုလို့ရှိရင်ဒါမသိသေးတဲ့သူတွေအတွက်เนาะတကယ်ချင်းတို့ရဲ့ဒီလက်ဝါးညာဘက်လက်ဝါးရဲ့ဒီနေရာလေးပေါ့เนาะအခုကျွန်တော်ပြနေတဲ့အသားလေးအဲ့ဒီလက်ဝါးရဲ့အသားနဲ့ကျွန်တော်တို့တွေဂီတာရဲ့ကြိုးတွေရဲ့ဒီအရင်ပိုင်းလေးကိုဒီလိုလေးထိထားလိုက်မှာဖြစ်ပါတယ်နည်းနည်းလေးတော့ဖိရတယ်ဒါပေမဲ့အရင်ဖိကြမလို့အရင်ဖိရင်အတန်းအသိမမြည်တော့ဘူးเนาะတာမန်လောက်ပဲပေါ့เนาะအဲ့ဒီအရင်ပိုင်းလေးမှာနည်းနည်းလေးဖိလိုက်မယ်ဖိပြီးသွားပြီဆိုလို့ရှိရင်တီးမယ်ဒါလက်ညှိုးနဲ့ခုနပြတယ်9ကြိုး
4ကြိုးကို sorry ဒီမှာနော်3ခွက်မြောက်မှာဖိထားမယ်ဖိထားပြီးလို့ရှိရင်5ကြိုးတစ်ချက်တီးမယ်သူကအတန်လေးကဒီလိုလေးထွက်မှာပေါ့ဖွင့်တီးမယ်ဆိုရင်တန်းဆိုထွက်မှာဒီမှာအခုအုပ်ထားတဲ့အတွက်ကြောင့်မလို့ဟုတ်ပြီနော်ဒုအဲ့လိုပုံစံလေးထွက်မှာဆိုတော့ရင်ကျွန်တော်တို့တွေပြန်တီးမယ်3ခွက်မြောက်မှာဖိထားမယ်5ကြိုးတီးမယ်အုပ်ထားမယ်နော်ပြီးရင်4ကြိုးတီးမယ်ပြီးရင်တကယ်ချင်းတို့ရဲ့လက်တကြွယ်နဲ့4ကြိုး5ခွက်ကိုဖိပြီးတော့ရင်တစ်ချက်တီးမယ်3လုံးပေါ့နော်မှာတစ်ချက်2ချက်3ချက်အဲ့ဒီ3ချက်ကမြူတင်လေးနဲ့တီးမြူတင်လေးနဲ့ဒီဘက်ကနေမြုပ်ပြီးတော့ရင်တီးမှာဖြစ်ပါတယ်နော်အဲဒီလိုလေးပေါ့နော်ဒီမှာပြီးရင်နောက်တစ်ချက်ကကြာတကယ်ချင်းတို့လက်တန်းလေးကိုကားလိုက်မယ်ကားပြီးရင်4ကြိုး9ခွက်ကိုတီးပါမယ်အဲ့ဒါကကြတော့ကျွန်တော်တို့ရိုးရိုးပဲပြန်တီးလို့ရပါပြီမြုပ်စရာမလိုတော့ဘူးเนาะအဲ့တော့မြုပ်တာရှိရ3လုံးတစ်ချက်2ချက်3ချက်နောက်တစ်ချက်ကကြတော့ရင်ဖွင့်လိုက်တော့ရပါပြီเนาะအဲ့တော့ရင်โอเคเนาะဆိုတော့ဒီအထီးကိုတစ်ချက်လောက်ပြန်တီးကြည့်အောင်လိုက်ကြည့်ကြည့်မယ်เนาะပေးမြူတဲ့နေရာရောက်ပြီဟုတ်ပြီပြီးပြီဆိုရင်တကယ်ကြီးတို့လက်ညိုးနဲ့4ကြိုး5ခွက်တီးမယ်ပြီးရင်4ကြိုး9ခွက်တီးမယ်ပြီးရင်လက်ခလဲနဲ့2ကြိုး6ခွက်ပြီးရင်လက်ညိုးနဲ့2ကြိုး5ခွက်ဟုတ်ပြီเนาะအဲ့တော့မြူတင်ကနေလာမယ်ဟုတ်ပြီပြီးပြီဆိုရင်တကယ်ချင်းတို့ရဲ့လက်ညိုးနဲ့4ကြိုး5ခွက်တီးမယ်လက်တကြွယ်နဲ့4ကြိုး9ခွက်ပြီးရင်လက်ညိုးနဲ့ပဲဆင်းမယ်3ကြိုး5ခွက်3ကြိုး9ခွက်ပြီးရင်2ကြိုး5ခွက်ဟုတ်ပြီနော်ပြီးရင်အဲ့ဒါလေးကကြတော့2ကြိုး6ခွက်2ကြိုး5ခွက်ပြီး2ကြိုး6ခွက်ပြန်တီးမယ်ပြီးလက်တန်းနဲ့1ကြိုး8ခွက်ဖြစ်ပါတယ်เนาะပြီးရင်1ကြိုး5ခွက်ဟုတ်ပြီเนาะအဲ့တော့မြူတင်နေရာကနေပြီးတော့ပြန်ပြမယ်เนาะဟုတ်ပြီเนาะပြီးရင်ဟုတ်ပြီအဲ့နေရာလေးတစ်ချက်ကြည့်ကြည့်အောင်လက်တန်းနဲ့တီးမယ်2ကြိုး8ခွက်ပြီးရင်2ကြိုး6ခွက်ပြီးရင်2ကြိုး8ခွက်ကနေ2ကြိုး10ခွက်ထီကိုကျွန်တော်စလိုက်ဆွဲမယ်တစ်ချက်ပဲတီးမယ်ပြီးရင်တကယ်ကျွန်တော်ဒီအားနေတဲ့လက်တစ်ခုနဲ့ပေါ့နော်ဘာနဲ့တီးရတယ်4ကြိုး10ခွက်ဟုတ်ပြီနော်အဲ့တော့ရင်အစကနေကူးရောက်တဲ့အထီကိုနှင်းလေးတစ်ခေါက်ပြန်ပြီးတီးကြည့်အောင်တကယ်ချင်းတို့ရှုပ်သွားမှာဆိုလို့နော်ပြန်တီးကြည့်အောင်ကြည့်မယ်ပြီးမြုပ်မယ်sorry ဟုတ်ပြီเนาะအဲ့လိုလေးဖြစ်မယ်ပြီးရင်နောက်ထပ်ကျတော့ဒီနေရာမှာကျွန်တော်တို့ရဲ့ F ရဲ့ major scale ပေါ့เนาะအစင်းလေးရှိပါတယ်ဟုတ်ပြီเนาะဒီမှာတကယ်ချင်းတို့ရဲ့လက်ညိုးနဲ့5ကြိုး8ခွက်5ကြိုး8ခွက်လက်ညိုးနဲ့ပြီးရင်တကယ်ချင်းတို့လက်ခလဲနဲ့တီးမယ်ဒီနေရာမှာလက်ခလဲနဲ့10ခွက်5ကြိုး10ခွက်ပြီးရင်လက်တန်းနဲ့5ကြိုး12ခွက်တီးမယ်အဲ့လိုနည်းနည်းလေးကားသွားမယ်ဒီနေရာလေးရတော့เนาะဒါတကယ်ချင်းတို့ဒီနေရာက F ရဲ့ major scale ပေါ့เนาะဒီမှာအဲ့ဒါလေးကိုလေ့ကျင့်ဘူးလို့ရှိရင်ဒီနေရာလေးကအဆင်ပြေတယ်เนาะဒါပေမဲ့ဟိုအခုလိုက်ပြီးတော့လေ့ကျင့်ရင်လည်းပဲဒါတခါတည်းနဲ့ major scale နေရာလေးပါကျင့်ပြီးသားဖြစ်သွားတာပေါ့เนาะဟုတ်ပြီအဲ့တော့ရင်5ကြိုး8ခွက်5ကြိုး10ခွက်5ကြိုး12ခွက်8 10 12ပေါ့နော်ပြီးအောက်မှာလည်းပဲအဲ့တိုင်းလေးဆင်းမယ်4ကြိုးမှာလည်းပဲ8 10 12အဲ့ဒါလေးကိုကြတော့နောက်တစ်ခေါက်ပြန်တီးမယ်
နှစ်ခေါက်ပေါ့နော်ဆိုတော့ရင်9ကျိုးမှာတစ်ခေါက်တည်း8 10 12 4ကျိုးမှာじゃနှစ်ခေါက်8 10 12 8 10 12ဟုတ်ပြီနော်ပြီးရင်အောက်မှာ3ကျိုးမှာကြတော့ကျွန်တော်တို့တွေ9 10 12အဲ့ဒါလည်းနှစ်ခေါက်ပြန်ဒီမှာဟုတ်ပြီပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့လက်ညှိုးနဲ့2ကျိုးမှာ2ကျိုး10 17 73 10 17 73အဲ့ဒါနှစ်ခါပြန်ဒီမှာပြီးရင်1ကျိုးမှာကြတော့1ကျိုး10ခွက်1ကျိုး12ခွက်ပြီးရင်1ကျိုး73ခွက်ဟုတ်ပြီเนาะအဲ့တော့အဲ့ဒီနေရာပြန်ကြည့်ကြည့်အောင်ကျွန်တော်တို့တွေ9ကျိုးဒါ8ခွက်ကစတယ်ပေါ့เนาะ8 10 12 8 10 12အပီအောက်ကိုဆင်းမယ်4ကျိုး8 10 12နှစ်ခါတီးမယ်ပြီးရင်9 10 12 9 10 12နှစ်ခါတီးမယ်ပြီးရင်နှစ်ကျိုးမှာကြတော့10 17 73 10 17 73နှစ်ခါတီးတာเนาะပြီးရင်ကျွန်တော်တို့တွေတစ်ကျိုးမှာကြတော့10 12 73ဖြစ်သွားတယ်ဟုတ်ပြီเนาะအဲ့နေရာလေးပြန်ကြည့်ကြည့်အောင်ဟုတ်ပြီအဲ့နေရာမှာအဲ့ဒီပြီးပြီဆိုရင်အဲ့ဒီဟာလေးကိုပဲဆက်တည်မယ်5ချက်ပေါ့เนาะ1 2 3 4 5ဟုတ်ပြီเนาะအဲ့ဒါလေးကိုသူ့ရဲ့အပေါ်ကတူညီတဲ့ optic လေးနဲ့ဒီလိုတီးလို့ရတယ်ပြီးရင်ကျွန်တော်တို့လက်ခလက်နဲ့နှစ်ကျိုး17ခွက်ကနေနှစ်ကျိုး73ခွက်ကို slide တစ်ချက်ဆွဲလိုက်မယ်နော် slide ဆွဲပြီးပြီဆိုရင်လက်ညှိုးနဲ့နှစ်ကျိုး10ခွက်ကိုတီးမယ်ဟုတ်ပြီအဲ့တော့ဒီမှာဟုတ်ပြီနော်โอเคအဲ့တော့ခုရောက်တဲ့အထိအစအနေတစ်ခါတော့ပြန်ကြည့်ကြည့်အောင်เนาะနည်းနည်းရှုပ်ဒီညမှာပြတာများသွားပြီဆိုတော့ရှုပ်သွားမှာဆိုလို့ပါအစအနေပြန်တီးမယ်နော်ကြည့်မယ်ဒီလိုလေးဖြစ်ပါတယ်ဟုတ်ပြီပြီးပြီဆိုလို့ရှိရင်ဒီနေရာလေးမှာတငယ်ချင်းတို့တွေဒီဂီတာရဲ့10ခွက်မှာ3ကြိုး4ကြိုးပေါ့နော်အဲ့2ကြိုးကိုလက်ညှိုးလေးနဲ့ပြဖိထားမယ်ပြီးရင်အဲ့2ကြိုးစလုံးတီးမယ်နော်3ကြိုး4ကြိုးနော်3 4 2ကြိုးစလုံးတီးမယ်ပြီးရင်ငယ်ချင်းတို့ရဲ့လက်တကြွယ်နဲ့12ခွက်ကနေ14ခွက်ကို slide ဆွဲမယ်ဟုတ်ပြီနော်ပြီးရင်12ခွက်တစ်ချက်တီးမယ်ပြီးရင်10ခွက်တီးမယ်ပြီးရင်4ကြိုး12ခွက်တီးမယ်ပြီးရင်4ကြိုး10ခွက်တီးမယ်ပြီးရင်4ကြိုး12ခွက်ပြန်တီးမယ်နည်းနည်းလေးလှုပ်လိုက်ပေါ့နော်โอเคအဲ့တော့အဲ့ဒီနေရာလေးပြန်တီးကြအောင်ပြီးရင်4ကြိုး10ခွက်နောက်တစ်ချက်ပြန်တီးမယ်အဲ့တော့ဒီလိုပေါ့ပြီးရင်အဲ့ဒါကြတော့ကျွန်တော်တို့တွေမြန်လေးဆက်လိုက်ဆွဲဖို့လိုပါတယ်ရှေ့ဘက်ကို5ကြိုး12ခွက်ကနေ5ကြိုး10ခွက်ကိုတစ်ချက်တီးမယ်တီးပြီးရတဲ့ချက်ချင်း10ခွက်ကိုဆွဲလိုက်မယ်အဲ့လိုအတန်းလေးပေါ့နော်ပြီးရင်5ကြိုး10ခွက် sorry 5ကြိုး10ခွက်တီးမယ်ပြီးရင်10ကနေ12ကိုပြန်ဆွဲမယ်12ခွက်မှာနောက်တစ်ချက်ထပ်တီးမယ်ဟုတ်ပြီနော်ဆိုတော့အစအနေခုရောက်တဲ့အထီလေးကိုတစ်ခေါက်လောက်ပြန်ကြည့်ကြည့်ရအောင်တီးမယ်နော်
ဟုတ်ပြီနော်ဒီထိပြီးရဖြစ်ပါတယ်ပြီးရင်တကယ်ချင်းတို့ရဲ့လက်ညှိုးနဲ့4ကြိုးနဲ့3ကြိုးကိုဂီတာရဲ့10ခွက်မှာပြဖိမယ်ပြီးရင်လက်သန်းက2ကြိုး73ခွက်မှာဖိမယ်အဲ့ဒါလေးကိုကျွန်တော်တို့လက်ခတ်ခတ်တယ်လို့4 3နှစ်ပေါ့နော်လိုလေးခတ်ချလိုက်မယ်ပြီးရင်3 4တီးမယ်အရင်ဆုံး4 3နှစ်ထီကိုခတ်ချလိုက်မယ်ပြီးရင်3 4တီးမယ်ဟုတ်ပြီနော်ပြီးရင်လက်ခလဲနဲ့3ကြိုး10ခွက်လက်ညှိုးနဲ့3ကြိုး9ခွက်ပြီးရင်လက်ခလဲနဲ့4ကြိုး10ခွက်ပြီးရင်လက်ညှိုးနဲ့5ကြိုး10ခွက်ဟုတ်ပြီနော်အဲ့တော့ဒီလိုပေါ့ပြီးရင်လက်တကြွယ်နဲ့5ကြိုး12ခွက်ပြီးရင်လက်ညှိုးနဲ့4ကြိုး10ခွက်ပြီးရင်လက်တကြွယ်နဲ့4ကြိုး12ခွက်ပြီးရင်လက်ညှိုးနဲ့3ကြိုး10ခွက်ပြီးရင်လက်တကြွယ်နဲ့3ကြိုး12ခွက်12ခွက်တီးပြီးရနဲ့ကျွန်တော်တို့14ခွက်အထိကို slide ဆွဲလိုက်မယ်ဒါဆိုရင်တော့ပြီးပြီပေါ့နော်ဆိုတော့ရင်အဲ့ဒီနေရာလေးကိုတစ်ချက်လောက်ပြန်ကြည့်ရအောင်ဟုတ်ပြီနော်အဲ့တော့အစကနေခုအဆုံးအထိကိုဖြည်းဖြည်းလေးတစ်ခေါက်ပုံမှန်လေးတစ်ခေါက်ပြန်တီးပြပေးပါမယ်ကဲတစ်ချက်လောက်လိုက်ကြည့်မယ်နော်ဖြည်းဖြည်းလေးတီးမယ်အရင်ဆုံးsorry နာကြောင်းမသွားနဲ့နော်ဒါအနေလေးပြနေလို့ပြီးရင်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ပုံမှန်လေးတစ်ခါလောက်တီးကြည့်အောင်အားလုံးပဲအဆင်ပြေကြပါစေဒါလေးကတော့ကျွန်တော်ဆိုလိုတီးတန်ပေါ့နော်ဆိုလိုတီးတန်ကိုအနေလေးပြပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်ညီလေးညီမလေးတွေရောအမျိုးတွေရောအားလုံးကိုရောဆေးရောကျမ်းမာချမ်းသာကြပါစေ